ရာတော်ကြီးဤမူရင်းအတန်အားအကြည်လင်ဆုံးဖြစ်အောင်ပြန်လည်ပြင်ဆင်ကုသိုလ်ပြုထားပါသည် လေးကကြားတာလို့မှတ်ကြနော်ဒါဖြင့်ကြားရတဲ့ယုံနဲ့ကြားရတဲ့နားထဲမှာပေါ်ကြားရယုံနဲ့ကြားရနာဘယ်မှာပေါ်ဩဒါနာယုတ်ကကြားတာဘုဗုဒ္ဓံသဏ္ဍာန်ကိသာမိလို့ဆရာဘုန်းကြီးကရှေ့ကတိုင်လိုက်ဒကာဓမ္မတွေကဗုဒ္ဓံသဏ္ဍာန်ကိသာမိလို့ဆိုတော့ကြားပြီးမှခင်ဗျားတို့ကဆိုကြတာကိုအဲ့တော့ကြားရတဲ့ယုံနဲ့ကြားရတဲ့နားထဲမှာပေါ်တယ်ဗုဒ္ဓံသဏ္ဍာန်ကိသာမိလို့ဆရာဘုန်းကြီးကရွတ်လိုက်တဲ့အခါဒကာဓမ္မတွေမှာဘာပေါ်ပါလိမ့်တို့ပြောတော့ကြားရုပ်ကြားနားထဲမှာပေါ်တယ်ဘောကြဘယ်မှာပေါ်ပါလိမ့်ကြားရုပ်ကြားနားထဲမှာပေါ်တယ်လို့ဆိုတာသိထားတော့ဩဒါဘယ်သူများကြားပါလိမ့်မလို့ဆိုတဲ့ဥစ္စာကိုစောစောစီစီကဒကာဓမ္မတွေကကြားရုပ်နဲ့ကြားနာကကြားတာကိုလို့မှတ်ရမှာဒါပြန်နာယုတ်ကကြားတာပေါ့ကောင်းပြီဒါရင်ဗုဒ္ဓံသရဏံကိသာမိဆိုတဲ့အခါကြလို့ရှိရင်ဒကာဓမ္မတွေပုဂ္ဂိုလ်တ attva တွေကယောက်ျားတွေကကြားကြသလားမိန်းမတွေကကြားကြသလားလို့ခုနတဲ့ကိုညံလေးနဲ့ပြန်ပြီးစစ်ဆေးလိုက်လို့ရှိရင်ကြားရုပ်ကြားနာပေါ်လို့ကြားတာပဲပုဂ္ဂိုလ်တ attva ကကြားရလားနာယုတ်ကကြားတာလားနာယုတ်ကလည်းဘယ်နေရာကနေကြားပါလိမ့်မလဲလို့ဆိုလို့ရှိရင်နာယုတ်ကြည့်တဲ့မှာနားပေါက်ကလေးတွေရှိတာမွေးနုပေါက်ရာဌာနမှာနာနဲ့ယုတ်ကလေးကပေါ်ပြီးကြားလိုက်ဟောဒါဖြင့်ဆရာကဗုဒ္ဓံသဏ္ဍာန်ကိသာမိလို့ဆိုလို့ရှိရင်ဒကာဓမ္မတွေဘယ်သူအများကြားပါလိမ့်နာယုတ်ကပဲကြားတယ်ကြားယုတ်ကြားနာကပဲကြားတယ်ဆိုရင်ဖြင့်ဒကာကျော်ဒကာသစ်တို့သင်ရှားနေပုဂ္ဂိုလ်တ attva ကကြားသေးလားယောက်ျားလည်းမကြားပါဘူးမိန်းမကလည်းမကြားပါဘူးကြားရုပ်ကြားနိုင်ကကြားတာပဲဆိုတာမသိကြဘူးလားကြားပြီဒီကလာဒကာဓမ္မတို့ဒီဘာဖြစ်တယ်လဲလို့မေးတော့ဆိုလို့ရှိရင်ဖြင့်လိုက်ကြတယ်ဗုဒ္ဓံသရဏံကိသာမိလို့ဆရာဘုန်းကြီးကချတော့ဗုဒ္ဓံသရဏံကိသာမိလို့ပဲဒကာဓမ္မတွေကလိုက်ကြလိုက်ကြတော့ဗုဒ္ဓံသဏ္ဍာန်ကိသာမိဆိုတာဒီကားလို့ဆင်ပြောဝန်းထဲကဒကာဓမ္မတွေကဆိုလိုသောစိတ်ကြောင့်ဆိုလိုသောယုတ်ဖြစ်ဆိုလိုသောစိတ်ကြောင့်ဆိုလိုသောအတန်ယုတ်တွေဖြစ်ပြီးဒီကလာကြတော့ဆိုတာလည်းဘယ်လိုပါလိမ့်မလို့ဆိုတော့ဆိုလိုတဲ့စိတ်ကဆိုတဲ့အတန်ရဲ့ဆိုလိုတဲ့စိတ်နဲ့ဆိုလိုတဲ့အတန်ဆိုတော့စိတ်ကနာအတန်ကရုပ်ဆိုတော့နာယုတ်ကပဲဆိုနေတာပါဘယ်သူကဆိုပါလိမ့်နာယုတ်ကပဲဆိုပြီးဒီကလာလေတော့နာယုတ်ကဗုဒ္ဓံဆိုတာလေနာယုတ်ကဆိုတာပဲပရမံဆိုတာရောကိသာမိဆိုတာရောနာယုတ်ကကြီးပဲဆိုနေတော့နာယုတ်ကကြားလို့နာယုတ်ကဆိုတာကိုလို့မှတ်ထားကြပါဗုဒ္ဓံသရဏံကိသာမိဆရာဆိုတော့ကလည်းနားထဲမှာဘယ်သူကကြားပါလိမ့်နာယုတ်ကကြားပါတယ်ဆိုတာသဘောကျတယ်ကြားတဲ့အတိုင်းလိုက်ဆိုပြန်တော့ဗုဒ္ဓံဆိုတာလည်းဘယ်သူကဆိုတာလဲပရမံဆိုတာရောကိသာမိဆိုတာရောဒါဖြင့်ဒကာဓမ္မတွေကြားတယ်လဲနာယုတ်ဆိုတာလဲနာယုတ်ဒီပဲဆိုလို့ရှိရင်လွယ်ပါအဲ့ဒီနာယုတ်ဒီကြားတဲ့နာယုတ်ကလည်းဒကာကျွယ်တရားဗုဒ္ဓံဆိုတဲ့နာယုတ်ကလည်းဒကာကျွယ်တရားကြားတဲ့နာယုတ်ကနားတဲ့ရင်ဖြစ်နားတဲ့ရင်သိပဲပရမံဆိုတဲ့နာယုတ်ကလည်းဝန်းထဲမှာဖြစ်ပြီးဝန်းထဲမှာနာယုတ်တစ်ခုမသာဖြစ်ရဗုဒ္ဓံဆိုတဲ့နာယုတ်ကလည်းဝန်းထဲမှာဖြစ်ပြီးဝန်းထဲမှာပဲချုပ်ရပရမံဆိုတဲ့နာယုတ်ကရောကိသာမိဆိုတဲ့နာယုတ်ကရောဒါဖြင့်ဒကာဓမ္မတို့နာယုတ်ပေါင်းဒီကားလို့ဆိုရင်အခုအချင်းချုပ်ပဲဝေဖန်ပြလိုက်တဲ့အခါကြီးကြားတဲ့နာယုတ်ချုပ်ပြီးမှဗုဒ္ဓံဆိုတဲ့ရွတ်ဆိုနိုင်တဲ့နာယုတ်ကပေါ်တယ်ပရမံဆိုတဲ့ရွတ်ဆိုနိုင်တဲ့နာယုတ်ကရောတခုချုပ်ပြီးမှတခုပေါ်ကြကိသာမိဆိုတဲ့နာယုတ်လည်းမပေါ်ဘူးလား
တရဏံဆိုတဲ့နာယုချုပ်ပြီးမှကိစ္ဆာမိပေါ်တော့နာယုတွေအပိုင်းပိုင်းပြပြီးဒီကလာသေဘွဲတွေဝမ်းဝမ်းပြီးထထဆိုနေရတာပါလားလို့ဉာဏ်နဲ့မှမှတ်ထားရအဲ့ဒီကတော့မှတ်ထားတော့ဩတို့ဒီကားလဲဆိုလို့ရှိရင်ဗုဒ္ဓံတရဏံကိစ္ဆာမိကြားတော့မှလည်းနာယုနှစ်ခုဒီကားလဲရှင်ကြားလဲကြားပြီးသေးပဲဗုဒ္ဓံရွတ်ပြီးရွတ်တဲ့နာယုကရောရွတ်ပြီးသေးပဲပရမံရွတ်တဲ့နာယုကရောကိစ္ဆာမိနာယုကရောတခါဘုန်းကြီးကနေပြီးဒီကလာအခု၄ယောက်သေးပြီးပေါ့ဗျာဓမ္မန္တရဏံကိစ္ဆာမိဆိုတော့ကြားတဲ့နာယုတစ်ခုအသက်နဲ့နတ်ထောင်ပြန်ကြားတဲ့နာယုတစ်ခုအသက်နဲ့နာယထောင်ပြီးသူသေးသွားပြီးဒီကဓမ္မတွေကကိုယ်တိုင်လည်းရမှာဖြစ်နေတော့ဓမ္မံဆိုတဲ့နာယုကိုလည်းအသက်ကရွတ်ဖားပြန်ဒကာဓမ္မနာယုသေးတော့တရဏံဆိုတဲ့နာယုရွတ်ဖို့ရအသက်တစ်ခုပေါ်လာပြန်တရဏံရွတ်ပြီးဒီကလာသေးပြန်တာနာယုပဲသေးပြန်တာသဘောကျကိစ္ဆာမိလို့ရွတ်တဲ့နာယုလည်းပေါ်လာပြီးသေးပြန်တာတခါဘုန်းကြီးကဆက်ပြီးသံဃာတရဏံကိစ္ဆာမိဆိုတော့ဒကာဓမ္မတွေမှာကြားတဲ့နာယုတစ်ခုနဲ့အသက်မပေါ်ရဘူးပေါ်ကြတယ်ဆိုတော့သိကြပြီနော်ကြားပြီးဒီနောက်ကိုရွတ်ဖို့ရအထောက်ရတဲ့နာယုတွေကိုခမရတော့ခေါင်းကလို့သံဃာဆိုတဲ့ရွတ်ဖို့ရနာယုလည်းပေါ်ပြန်သူသေးပြီးကလာတရဏံရွတ်ဖို့နာယုကိုတရဏံသေးပြီးကိစ္ဆာမိရွတ်ဖို့နာယုကိုဩဒါဖြင့်ဒကာဓမ္မတို့အပြောဒကာဓမ္မသာဖြစ်ပြီးဒီကလာနေရတယ်ရွတ်ဖတ်တာတွေကဖြင့်ကြားရလဲနာယုတ်ရွတ်ဖတ်နိုင်တာတွေလဲကြားရလဲရွတ်ဖတ်နိုင်တာတွေလဲအဲ့ဒါသံဃာများရှိသေးလားဩဒါသံဃာမရှိတော့ဘူးဒကာဓမ္မတို့ဒါကိုယ့်ဟာကိုယ်သံဃာသိမ်းရမယ်နော်ကိုယ့်ဟာကိုယ်သံဃာသိမ်းတဲ့အခါကျတော့ဘုရားဒကာဓမ္မတွေမှာဩကြားရလဲနာယုတ်ပြီးတော့ပြတ်သွားတာနန္တောရကကြလာလို့ရှိရင်ဖြင့်ဗုဒ္ဓံရွတ်ပြန်တာလေသိသွားပြန်တာပဲရွတ်ပြီးသေးပဲပရမံရွတ်ပြန်တာရောရွတ်ပြီးသေးပြန်တာပဲကိစ္ဆာမိရွတ်ပြန်တာရောရွတ်တယ်လည်းနာယုတ်သေတယ်လည်းနာယုတ်သံဃာများရှိသေးလားဒီလိုဘုရားရည်တပိသာအစစ်မှန်လို့ရှိရင်တဲ့နှလုံးသွင်းတိုင်းနာယုတ်တွေဟာဒီလိုလဲဒီလိုပေါ်ပြီးဒီလိုပြက်ဒီလိုပေါ်ပြီးဒီလိုပြက်ကြဒီလိုပေါ်ပြီးဒီလိုပြက်ကြဒီလိုပေါ်ပြီးဒီလိုပြက်ကြလို့ဆိုတော့ဒကာဓမ္မတို့ဣဒ္ဓဝရကောအက္ခိဝတ္တနာသာသနာကရောဟောတိဒါဘုရားကြီးအဆုံးအမကိုခင်ဗျားတို့ပြုလုပ်နေကြတာဘုရားကြီးအဆုံးအမတိုင်းနာယုတ်ကကြားတယ်နာယုတ်ကရွတ်တယ်ရွတ်တဲ့နာယုတ်တွေပြီးဒုတိယနာယုတ်ရွတ်တဲ့နာယုတ်ပေါ်ပြန်တယ်ရွတ်ဆိုတဲ့နာယုတ်ပေါ်ဗျာတတိယဒုတိယရွတ်ဆိုတဲ့နာယုတ်ချုပ်ပြီးကြတာတတိယရွတ်ဆိုတဲ့နာယုတ်ပေါ်ပြန်တယ်သူချုပ်ပြီးကြတာကကြားတဲ့နာယုတ်မပေါ်ဘူးလေဒါဖြင့်ဒကာဓမ္မတွေဘာတွေများလဲနေကြပါလိမ့်မလို့မဲလိုက်တော့တခုသောနာယုတ်ချုပ်ရင်တခုသောနာယုတ်ဖြစ်တာအဲ့ဒီဖြစ်တဲ့နာယုတ်ချုပ်ပြန်ရင်နောက်တစ်စုံနာယုတ်ပေါ်လာပြန်တော့အဲ့ဒီပေါ်လာတဲ့နာယုတ်ချုပ်ပြီးအဲ့ဒီလိုကြည့်ဒကာဓမ္မတွေညံထဲမှာမြင်ပြီးကြတာညံမြင်နဲ့ရှိနေမယ်ဆိုသာသနာကရောဟောတိသာသနာကရောမြတ်စွာဘုရားကြီးအဆုံးအမကိုပြုလုပ်ပြီးနေကြသည်ဟောတိဖြစ်ဘုရားကြီးအဆုံးအမပြုလုပ်နေကြတာဘုရားကြီးအဆုံးအမတွေကိုပြုလုပ်နေကြတာဆိုတာဒီလိုလဲတာလေးတွေဒီလိုလဲနေတယ်ဒီလိုနာယုတ်တွေပြောင်းလဲနေတယ်ဒီလိုနာယုတ်တွေပြောင်းလဲနေတယ်လို့ဆိုတာဘုရားကြီးအဆုံးအမကိုပြုလုပ်နေကြတာတဲ့တခါကျွဲကသိဖို့တန်ပါကောင်းပြီဒီလိုဘုရားကြီးအဆုံးအမတွေဒီလိုလဲနေတယ်ဒီလိုနဲ့နေတယ်လို့ဝိပဿနာရှုတဲ့ဉာဏ်ကဒီလိုလဲပြန်ပြီဒီလိုနာယုတ်တစ်ခုဆုံးရှုံးပြန်ပြီဒီလိုနာယုတ်တစ်ခုအသက်ပေါ်ပြန်ပြီပေါ်တဲ့နာယုတ်ဆုံးရှုံးပြန်ပြီလို့ဒကာဓမ္မတွေဒီလိုလုပ်နေတာဘုရားကြီးအဆုံးအမပြုလုပ်နေတယ်လို့မှတ်လိုက်စမ်းဘာလုပ်နေကြတာဘုရားကြီးအဆုံးအမပြုလုပ်နေတယ်ဆိုတော့ကောင်းကောင်းကြည်နပ်သာသနာကတော့ဩဝါဒပရိကရော
ဘုရားကြီးအဆုံးမအတိုင်းဒကာဓမ္မတွေကလိုက်နာပြီးကျင့်နေတာဩနာယုတ်တစ်ခုပြည့်နာယုတ်တစ်ခုကချုပ်ပြန်တယ်နာယုတ်တစ်ခုဖြစ်လို့ဆိုနိုင်ပြန်တယ်ချုပ်သွားပြန်ပြီနောက်နာယုတ်တစ်ခုဖြစ်လို့ဆိုနိုင်ပြန်တယ်ရွတ်နိုင်ပြန်တယ်ဆိုဤကဲလို့ရှုပြီးကြလာနေကြတာဒီဘုရားကြီးအဆုံးမကိုတဲ့ဒကာဓမ္မတွေဝန်ခံပြီးကျင့်နေတာဟိဒီလိုညာလေးလိုက်လိုက်ပေးရမယ်နော်တိဏဝိဇိကိစ္ဆောဩရတာလဲနာယုတ်ပဲရွတ်တာလဲနာယုတ်ပဲပုဂ္ဂိုလ်သတ္တဝါဆိုတာဒီထဲလုံးဝမပါပါကလားလို့ဆိုတော့ပုဂ္ဂိုလ်သတ္တဝါရဲ့လို့ထင်းနေတဲ့သံဃာဝိဇိကိစ္စရှိသေးရဲ့ပုဂ္ဂိုလ်သတ္တဝါထင်းနေတဲ့သံဃာဝိဇိကိစ္စမရှိတော့ပါဘူးအဲ့ဒီကြတော့မှတိဏဝိဇိကိစ္ဆောဒီဓမ္မတွေဝိဇိကိစ္စလွန်မြောက်သွားကြပါဟဲ့လို့ဘုရားကသဘောကျလိုက်ဝိဇိကိစ္စလွန်မြောက်သွားတယ်ဆိုတာကရှေ့ဟာကလည်းဖြစ်ပြက်နောက်လာမှလည်းဖြစ်ပြက်နာယုတ်ဖြစ်ပြက်ကြီးပဲရွတ်တာလည်းနာယုတ်ပဲမရွတ်ဘဲနဲ့ပြက်သွားတာလဲနောက်တစ်ခါရွတ်ပြန်တာလဲနောက်မရွတ်နိုင်တာလဲနာယုတ်ပြက်သွားလို့ပဲမဆိုနိုင်ဘူးလားနာယုတ်မှတပါရွတ်တတ်တဲ့ပုဂ္ဂိုလ်ရွတ်ဆိုရတဲ့ပုဂ္ဂိုလ်တ attva မရှိပါလားလို့ဆိုတော့ယောက်ျားလည်းမတွေ့ဘူးမိန်းမလည်းမတွေ့ဘူးငကိုအထင်မှားရောက်တောင်ပြည့်နေတဲ့သံဃာတွေကယခုတော့ဖြင့်သံဃာဝိဇိကိစ္စတွေကလွန်မြောက်သွားသောကြောင့်နဲ့ဒီလိုသိနေတဲ့ပုဂ္ဂိုလ်များတိဏဝိဇိကိစ္စတဲ့ပုဂ္ဂိုလ်တ attva ကရွတ်နေသလားဖတ်နေသလားဆိုတာတွေမရှိတော့ပါဘူးတိဏဝိဇိကိစ္စဖြစ်သွားကြတဲ့ဒကာဓမ္မတို့ဝိဇိကိစ္စကိုလွန်မြောက်သွားပါပြီသဘောကျတိဏဝိကတကတံကတော်ယုံမှားခြင်းဟာဖြင့်ဩပုဂ္ဂိုလ်တ attva ဆိုတာကသေးသေးချာချာညာနဲ့ကြည့်လေကြားတာလည်းပုဂ္ဂိုလ်တ attva မဟုတ်ဘူးဗုဒ္ဓံလို့ရွတ်နိုင်တာလဲသရဏံလို့ရွတ်နိုင်တာလဲကိစ္ဆာမိလို့ရွတ်နိုင်တာလဲနာယုတ်ကရွတ်ဆုံးနေတာပဲနာနာခိုင်လို့ယုတ်ကအတန်ဖြစ်လာတာပဲဒီလိုသိသွားတော့ဩဒီဥစ္စာဝိကတကတံကတော့တဲ့ကင်းတဲ့တန်တရားညီလူလူတရားမှနှောက်ရက်လို့မရတော့ဘူးနာယုတ်ဖြစ်နာယုတ်ပြက်တာကြည့်ပါကလားဆိုတာဟာရှင်းလင်းပြီးဒီကလာမသွားဘူးဒိဋ္ဌိဝိဇိကိစ္စတခါတည်းကင်းဝေတာရိဇပတ်တော်ဒီဓမ္မတွေမှာဘ누구ကလာပြီးဒီကလာမန္တကြီးကလာဖြစ်တကိုးကြီးတဲ့နတ်တွေကလာဖြစ်ဒီဥစ္စာတွေကလည်းဆိုရင်နာယုမှတပါဖြစ်တတ်ပြတ်တတ်တဲ့သဘောမရှိဘူးနာယုမှတပါကြားတတ်တဲ့သဘောမရှိဘူးနာယုမှတပါရွတ်တတ်ဖတ်တတ်တဲ့သဘောကိုဘ누구ကဒါမင်းကရွတ်နေတာလားမဟုတ်ပါဘူးဗျာနာယုကရွတ်ဖတ်နေတာပါကြားတာလည်းနာယုကကြားနေတာပါဆိုတော့ဘ누구ကလာပြောခင်ဗျားတို့ခုခံပြီးပြောနိုင်တဲ့ခြေတည်ရှိနာယုကရွတ်ပြီးနာယုကပဲကြားတာပဲသဘောကျဒီလိုဆိုတော့ရဲရဲတဲ့စိတ်တွေပါမလားအပရပစ္စယောတဲ့ဘုန်းကြီးတွေဟောတာကြားလို့နာယုတ်ဖြစ်ရတာလားကြားတာလည်းတကယ်နာယုတ်ကကြားတာပါပဲရွတ်တာလည်းတကယ်နာယုတ်ကရွတ်တာပါပဲလို့ကိုယ်ပိုင်ကိုယ်တိုင်နဲ့ပဲတဲ့ခန္ဓာထဲမှာသဘောကျတာဒါဖြင့်ပြောတာကြားနဲ့ဒကာဓမ္မတွေနာယုတ်ကကြားတာနာယုတ်ကရွတ်တာလားတကယ်နိမိတနာမှာတဲ့သူတစ်ပါးပြောတာကြားမဟုတ်ပါဘူးရွတ်နေတာလည်းကြားနေတာလည်းနာယုတ်ဖြစ်ပါရွတ်ဆိုနေတာလည်းအဲ့ဒီကဲတော့သူတစ်ပါးပြောတာကြားမဟုတ်ဖဲနဲ့ကိုယ်တိုင်ညာနဲ့ပဲနာယုတ်ကကြား၍နာယုတ်ကရွတ်ဆိုနေတာလို့ဆိုလို့ရှိရင်ဖြင့်ဒါဘုရားရဲ့တပည့်သားဖြစ်သောတာပန်ဖြစ်ကိုဝင်တဲ့ညာဟာဒီညာပဲလို့ဘုရားကသစ္စကပရပိုက်ကိုသေချာဟောတယ်သဘောကျဒီညာနဲ့ဒါခင်ဗျားတို့ပေါရောက်နဲ့ဒီတိုင်းသာသုံးပြချက်ချပြီးကြလားနေကြလို့ရှိရင်ဖြင့်ဒါသောတာပန်တို့နေခြင်းပါသဘောကျဒါကကျနေရကြရဒါဗုဒ္ဓံသရဏံကိစ္ဆာမိမှာပဲတရားဓမ္မတို့သူတော်ပြောတာညာနဲ့ဗုဒ္ဓံကြားနေတယ်လေ
ငါသူလို့ဟုတ်သေးရဲ့ဘယ်သူပါလိမ့်ညာဗုဒ္ဓံလို့ရွတ်နိုင်တာရောပရဏလို့ရွတ်နိုင်တာကိစ္ဆာမိလို့ရွတ်နိုင်တာအဲ့ဒီကဲတော့သိနေတော့သူတော်ကမနိုင်မဟုတ်ပါဘူးကွတကသစ်ပါတကကျော်ပါတကအုံးပါလို့ပြော냐သလားခင်ဗျမညာနဲ့ကျုပ်ကကိုယ်တွေ့ဖြစ်ပြီခင်ဗျားတို့ဗဇတ်မှာကျုပ်လမ်းမဆုံးတော့ဘူးတပည့်ကြသူတော်ဗဇတ်မှာလမ်းဆုံးသေးရဲ့သူတော်ဗဇတ်မှာလမ်းဆုံးသေးအပရပြည့်ပြောတယ်တပါးတော့အကြောင်းကူညီမရှိပဲနဲ့ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်ပါပြီအဲ့ဒီကဲတော့ဒကာဓမ္မတွေစိတ်ထဲမှာအခုဘုန်းကြီးဟောတဲ့အတိုင်းကျင့်ကြံတဲ့အချိန်မှလည်းဒီတိုင်းသာဟောကြားတာလည်းနာယုတ်ရွတ်ဆိုတာလည်းနာယုတ်ဟောတာလည်းနာယုတ်စားတာလည်းနာယုတ်အိတ်တာလည်းနာယုတ်တခုနာယုတ်ပြပြီးတခုနာယုတ်ဖြစ်တာပဲလို့ဒကာကျွဲတို့ဒကာသစ်တို့ဒကာအောင်တို့ညာထဲမှာရှင်းလင်းနေပြီဆိုမှဖြင့်ဒါဘုရားသာသနာတော်ထဲမှာယတ္ထဗုဒ္ဓဉာဏ်ရပြီးပြီရှားမဲ့ယတ္ထဗုဒ္ဓဉာဏ်ကိုဧကံရတကယ်ရပြီးဒီကလာသောတာပန်တဂရကအနာဂံယန္တာတို့ရဲရင်စွာနေခြင်းဆိုတာဒါပဲသဘောကျရဲရင်စွာနေခြင်းဆိုတာဒါပါပဲတဲ့ဒကာဓမ္မတို့ဒကာကျွယ်ကိုယ့်အတွက်ဖုတ္တမှန်သိညာအားလုံးဒကာဓမ္မတွေကိုယ့်အတွက်ဖုတ္တမှန်ကိုရေးကြီးသိကြပါလားအမှန်ရေးကြည့်ပါနော်ဒကာတတော်ဒကာအောင်တို့ဒါမလွယ်ဘူးနော်တော့ဘာလို့ဆိုလို့ရှိရင်ဗုဒ္ဓနာကိစ္ဆာမိဆရာဘုန်းကြီးကရွတ်လိုက်ကြားရတဲ့နာယုတ်ရှိလို့ခင်ဗျားတို့ကြားတာလူတွေမှာကြတော့ကြားရတဲ့ယုတ်ကလည်းမရှိဘူးကြားရတဲ့နာငယ်လည်းမရှိတော့ကြောင့်သူ့မှာကြားယုတ်ကြားနာကိုပေါ်သေးဒါဖြင့်ကြားယုတ်ကြားနာမှမရှိတော့နောက်ကလိုက်ပြီးဗုဒ္ဓံရွတ်ဆိုဖို့ဒကာဓမ္မတို့နာယုတ်ကအသစ်ပေါ်သေးဒါဖြင့်ဒကာဓမ္မရွတ်ဆိုတဲ့နာယုတ်လည်းအသစ်မပေါ်နိုင်တန်ခါရွလို့တဲ့နာယုတ်ဟောဒါဖြင့်ခမည်းတော်ရွတ်ဆိုနိုင်တဲ့ဒကာဓမ္မတွေမှာကြားတဲ့ဒကာဓမ္မတွေမှာနာယုတ်ကကြားတာပဲနာယုတ်ကရွတ်ဆိုတာပဲဆိုတာသိချာပေါ်လာတော့သူ့လုံးနဲ့သူဆိုပြီးသူ့လုံးနဲ့သူချုပ်သွားတာပဲလို့ဒကာအောင်တို့ကျင့်납ပလားဒါဖြင့်ဒီလိုသာအမှန်ဆုံးဖြတ်ချက်ချနိုင်တဲ့ပုဂ္ဂိုလ်ဟာဖြင့်တဲ့သာသနာတော်မှာဖြင့်မြည်သည့်မာနကလာဖြစ်သောတာပန်သဂရကံအနာဂံစိတ်ဖြစ်သွားပြီသောတာပန်အနာဂံတို့တဏ္ဍာကိန်းတဲ့စိတ်ဖြစ်သွားပြီလို့ဘုရားကသုံးဖြတ်ချက်ချတယ်သဘောကျဒါဖြင့်အမှန်တရားကြသွားပြီလို့ရဲရဲနဲ့ညာဖြင့်ရပြအောင်ရကြပါနော်ရဲရဲနဲ့ညာဆိုတော့ဘ누구ပြောတာမှမယုံဘူးကွကြားတာလည်းနိုင်ရုပ်ပဲရွတ်နိုင်တာလဲပြောတာလဲကိုယ်တာလဲဆန်းတာလဲအဲ့ဒီကဲတော့ရဲရဲတင်တင်ဘ누구ပြောတာမှမယုံတော့ဘူးဘယ်လိုဒိဋ္ဌိကဝင်ပြောလဲတခါကျော်မယုံတော့ဘူးပေါ့ဗျာဘယ်လိုတကူကြီးတွေကလာပြီးအဲ့ဒါနိုင်ရုံမဟုတ်ဘူးဟာယောက်ျားကရွတ်နေတာမိန်းမကရွတ်ဖတ်နေတာဆိုရင်ကောအဲ့ဒီကဲတော့မယုံလို့ရှိရင်ဒိဋ္ဌိဝိသေကိစ္စကင်းတဲ့သောတာပန်အစစ်ဧကံဖြစ်တယ်ယမနာဘုဒ္ဓံသွားပြီဆိုတာသဘောပါဒါသောတာပန်အစစ်ဧကံဖြစ်တာပဲလို့ဆိုတော့အမြဲတမ်းပါဗျာလို့သောတာပန်ဒီတုန်းကတော့မြဲတာပဲတဲ့သမတ္တနေတာဓမ္မဆိုလို့တို့တော့ဥပဒနာဉာဏ်ကင်းပြီးကြလားတာယေသမီးစီပွားရေးမပယ်နိုင်သေးတဲ့အကုသိုလ်ကိလေသာတွေနဲ့အလုံးလုံးနေတော့လေမမြင်ပါဘူးတဲ့သဘောကျတကယ်နှလုံးသွင်းတဲ့အချိန်ကြတယ်လေဒီမြင်မှုဟာရောက်လာတာအဲ့ဒါသောတာပန်လို့ဆုံးဖြတ်ချက်ချအမြင်မမြင်ဘူးမမြင်ရတော့လေပူဇော်မရှိဘူးဘာကြောင့်အမြင်မမြင်ဘူးလို့ဆိုပါသလုံးဆိုတော့ဝိဇ္ဇာကိုလည်း၄ပုံပုံ၃ပုံကကြံသေးတဏှာလည်း၄ပုံလို့ရှိရင်ဖြင့်၄ပုံပဲ၄ပုံ၃ပုံလောက်ပဲကြံသေးတာဘာကြအဲ့ဒါကြံတာရင်းနဲ့သူသားနဲ့ခင်မိုးနဲ့စကတောက်ခါရောင်းကဝယ်ကနေတာခမရတို့ကအပြစ်ရှိတယ်မဆိုနဲ့နှလုံးသွင်းမှန်ပြီးကြလားဒါဖြင့်ဘ누구ကဖြစ်နာယုတ်ကပြောရင်နာယုတ်ကဆိုနေတာနာယုတ်ကရွတ်ဖတ်နေတာနာယုတ်ကစားနေတာသွားနေတာပဲဆိုတာကိုတကားကျွယ်တို့တကားတစ်တို့ကိုယ်တိုင်ဆုံးဖြတ်ရချပြီဒါတော့ဖြင့်ဘယ်နည်းနဲ့မှဖြင့်ဘ누구ဖြစ်လို့မှမရဘူးတကယ်စစ်ကိုယ်တိုင်မြင်ပြီးကြလားဝေတ္တရိစ္ဆပတ်တော်ဆိုတဲ့တည်းရဲရင်ဖြစ်သူရောက်ပြီဆိုမှဖြင့်ဒါဘုရားကြီး
သောတာပန်တို့၏အနေသဂရာဂံတို့၏အနေဟာဤအနေပါပဲလို့ဘုရားကသောတာပန်သဂရာဂံတို့၏စိတ်ထားစိတ်နေကိုပြောလိုက်တဲ့တရားသဘောကျအဲ့ဒီတော့ကိုယ့်ဟာကိုယ်ကဲခါပြီးဒီကလာဒကာဓမ္မတွေကဟောတို့နှလုံးသွင်းလိုက်တဲ့အခါကျတော့နာမ်လေးတွေဖြစ်နာမ်လေးတွေချုပ်တာပဲတွေ့တယ်ရုပ်ကလေးတွေဖြစ်ရုပ်ကလေးတွေပြတ်တာပဲတွေ့နေတယ်နာမ်ရုပ်မှတပါးတော့ဘာမှမရှိတာတော့အသေးချာသားပဲလို့ဆိုရရှင်ဖြင့်ဒါသောတာပန်တို့အနေกว่าသစ္စကပရပိုက်ရလို့ဘုရားကသေချာဟောတာဒါကြောင့်တရားကျွဲတို့အာမငယ်နဲ့တရားသစ်တို့တရားအောင်တို့အာမငယ်နဲ့ဒီနေ့မရောက်သေးရောက်လို့ရောက်ပြီးရင်အာမငယ်နဲ့တော့ဆိုတာကိုအားပေးရတယ်ဘုန်းကြီးကကျမ်းဂန်အကိုကဘုရားဟောကအကိုကကိုထုတ်ဖော်ပြီးပြောတဲ့အတွက်သစ္စကပရပိုက်ကအရှင်ဘုရား၏တပည့်သားသာသနာတော်မှာမရွေလျှောတဲ့ပုဂ္ဂိုလ်နေပုံလေးတပည့်တော်အမိတ်ရှိစမ်းပါဘုရားလို့သစ္စကဆိုတဲ့ပရပိုက်ကလျှောက်လို့ငါဘုရား၏တပည့်သားအဖြစ်ဖြစ်လို့ရှိရင်ကြားရလည်းနာယုတ်ပဲကွာသဘောကျဆိုရလည်းနာယုတ်ပဲကိုယ်ရလည်းနာယုတ်ဆန်းရလည်းနာယုတ်ပဲကွာတခုသောနာယုတ်ပြက်ပြီးတခုသောနာယုတ်ဖြစ်တာတွေကိုသူတို့စိတ်ထဲမှာပုဂ္ဂိုလ်တ attva ကင်းပြီးဒီကလာနေတဲ့အနေဟာဖြင့်အဲ့ဒါသောတာပန်တွေအနေစစ်ပါပဲကွာသောတာပန်နေပုံကသူကမေးတယ်ဒကာဓမ္မတို့ကိုယ့်အတွက်အားရှိကြသိကောင်းပါဒကာကျော်ကိုယ့်အတွက်ဘယ်နဲ့ဒီလုံးနဲ့ညီလို့ရှိရင်ဘာမှတန်တရားမရှိနဲ့ဩဒိဋ္ဌိလည်းမရှိဘူးဝိသိကိစ္စလည်းမရှိဘူးဒိဋ္ဌိဘာရှိမလို့တခုသောနိုင်ဥချုပ်ရတခုသောနိုင်ပြက်တာမြင်နေတဲ့ကငါသူတစ်ပါးကဆိုတဲ့ဥစ္စာကရှိသေးတယ်တခုသောနိုင်ဥကပြောတယ်ပြောပြီးချုပ်တယ်တခုသောနိုင်ဥကပရိစ္ဆေသမုပ္ပါဒ်တိုင်းဖြစ်ပေါ်လာပြန်တယ်ဖြစ်ပေါ်တဲ့နိုင်ဥကဆိုပြန်တယ်အဲ့ဒီဖြစ်ပေါ်တဲ့နိုင်ဥဆိုပြီးဒုတိယဖြစ်ပေါ်တဲ့နိုင်ဥကတခါဆိုပြန်တယ်ရွတ်ပြန်တယ်ဆိုတော့တခုချုပ်တခုဖြစ်ပြီးတာလှုပ်လှုပ်နေကြတာပဲဆိုတာကောသဘောကျဒီကဲတော့သဘောကျတဲ့နေတဲ့ပုဂ္ဂိုလ်ကငါဘုရား၏တပည့်သားများသာသနာတော်မှမရွေလျောတဲ့အနေကွာသာသနာတော်၏အတွင်းသူအတွင်းသားသောတာပန်ဖြစ်ပြီဆိုတဲ့အနေကိုဘုရားကသစ္စကပရပိုက်ကိုသေချာဟောပါတယ်မူလဗန္နာတပါဠိတော်မှာကိုယ်တော်တိုင်းသစ္စကပရပိုက်ကအရှင်ဘုရား၏တပည့်သားအစစ်များသာသနာတော်မှမရွေရှားတဲ့ပုဂ္ဂိုလ်အနေကိုတပည့်တော်ပြောစမ်းပါအမိန့်ရှိစမ်းပါဘုရားဆိုလို့ဘုရားကဖွင့်ချအခုဟောလိုက်တဲ့တရားကဒကာဓမ္မတို့ကိုဒကာဓမ္မတို့ကိုမျက်နှာမှာမှန်ကြည့်တယ်လို့ပေါ့ဗျာကိုမျက်နှာရှိမှမှန်ထားပြီးကြည့်လိုက်တဲ့ခါကျတော့ဒကာအောင်ကြီးတင်းတိတ်ရှိတာလည်းသိတယ်မှဲ့ရှိတာလည်းသိအရေးတွန့်လိုက်တာလည်းသိမျက်စိလေးတစ်ချမ်းနေနေတာလည်းသိတယ်တစ်ချမ်းပြူနေတာလည်းသိတယ်ဝက်ချံလေးပေါက်မယ်လို့ရွယ်နေတာလည်းသိတယ်ပေါက်နေတာဟောဘာဖြစ်လို့သိကြုံဆိုတော့ကိုယ်ရှိမှမှန်ထားပြီးကိုမျက်နှာကြည့်လိုက်တယ်တွေ့ဒီမှာလေသောတာပန်ပုဂ္ဂိုလ်များသည်ကိုယ်တိုင်မှန်နဲ့ကိုယ်တိုင်ကြည့်လိုက်ပြီဆိုမှဖြင့်ဩဒီစိတ်တရားဒီနာယုတ်ကပြောတယ်ဒီနာယုတ်ကကြားတယ်ဒီနာယုတ်ကဆိုတယ်ဒီနာယုတ်ကရွတ်တယ်ဒီနာယုတ်ကပဲလက်ရခေါ်တယ်ဒီနာယုတ်ကပဲခေါင်းကြီးပြတယ်လို့ဒီလိုညာထဲမှာနှလုံးသွင်းလိုက်တဲ့အချိန်မှာထင်းနေလို့ရှိရင်ဖြင့်ဒါသောတာပန်တို့ဤအနေပဲဆိုတာခင်ဗျားတို့ပေးထားတဲ့မှန်ပဲအဲ့ဒါနဲ့ကြက်ခငါတို့ဒီသောတာပန်ဖြစ်လေလားမဖြစ်လေလားဆိုတဲ့ဥစ္စာနှလုံးသွင်းကြလိုက်တော့နိုင်ရုပ်တွေအလုပ်တခုသောနိုင်ရုပ်ပြက်ပြီးတခုသောနိုင်ရုပ်ကအလုပ်လုပ်နေတယ်လို့ဒီကကျော်ရှင်းလင်းနေပြီဆိုမှဖြင့်ဒါဘာမှတန်တရားမရှိနဲ့ဘုရားဤသာသနာအတွင်းသားဖြစ်နေအနေရောအနေမှန်အပယ်လေးပါမကြတဲ့ပုဂ္ဂိုလ်ဧကံပဲกว่าလို့ဘုရားကသုံးပြချက်ချပေးလိုက်တဲ့အတွက်ဒီကသစ်တို့ဘာမှအားမငယ်နဲ့ဒီနေရောက်လုပ်ဖို့ပဲရှင်းကြပါလားကဲဒါဖြင့်ဒကာဓမ္မတို့ဒီနေရောက်လုံနည်းလေးကိုလည်းလုံပြီးသားပုဂ္ဂိုလ်များလည်းဝမ်းမြောက်ကြတော့ပေါ့ဗျာမလုံသေးတဲ့ပုဂ္ဂိုလ်လည်းလုံနည်းကိုယနေ့ပြတော်မယ်လို့ဒကာကျော်ရေသတိထားနားထောင်ပါတော့မယ်သတိထားနားထောင်မှမနေ့ကဟောမဲ့တရားဟာဒီနေ့ပဲဒကာဓမ္မတွေနာရတော့မယ်ဆိုတော့ဝိပဿနာရှုတယ်ဆိုတော့မနေ့ကသင်ထားတာကမဂ္ဂင်ပဲ2ပါးတယ်ဥပဒနာရှုတာမဲ့ခင်၅ပါးပညာမဲ့ခင်က2ပါးပေါ့ဗျာသမထမဲ့ခင်ကဥပဒနာရှုတဲ့ပုဂ္ဂိုလ်များမှာ
ခဏကဒီနာယုတ်ပေါ်လာတာမြင်လိုက်ဒီနာယုတ်ပြက်တာမြင်လိုက်ဆိုတော့သမထဥပဒနာနဲ့တွဲမြင်တာကိုဘယ်လိုဆိုကြပါအထူးအထုတ်လို့လားလို့မေးလိုက်တဲ့အခါကျတော့အထူးသမထရဲ့လို့တပည့်တို့အာမထုတ်ပါဘူးဗျာယုံနာတို့ဤဖြစ်မှုပြတ်မှုကိုကြည့်လိုက်တာနဲ့ပဲသမထယဥပဒနာရဲ့တွဲပြီးဒီကလာမြင်ကြတာပါပဲလို့မှတ်လိုက်ကြပါသဘောကျယုံနာဖြစ်ပြက်ကိုမြင်ပါတယ်ဆိုရင်သမထဥပဒနာတွဲပြီးတာရှင်းပြီနော်ယုံနာဖြစ်ပြက်မြင်ကြလို့ရှိရင်အဲ့ဒါကြောင့်ငါဘုရားသာသနာတော်မှာသမထမူတည်ပြီးဒီကလာသီးသန့်အထုတ်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်ကွာဝိပဿနာသီးသန့်အထုတ်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်ကွာသမထနဲ့ဥပဒနာတွဲပြီးအထုတ်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်ကွာဆိုတော့ဒီကုဆရာဘုန်းကြီးကဒကာဓမ္မတွေနိနာနိတ္တရတွေပေးနေတဲ့ဥစ္စာယုကနန္တာနိသမထနဲ့ဥပဒနာတွဲထွက်ဖြစ်ပြရှိတဲ့နေရာဌာနတွဲထွက်ဝိပဿနာမဲ့ခင်က2ပါးဗျာသမထမဲ့ခင်ကတွဲပြီးတော့လွှတ်လိုက်တဲ့အခါကျတော့ခေါင်းကဗုဒ္ဓလို့ရွတ်လိုက်တဲ့အခါကြားတဲ့နာယုံပေါ်ဘူးကြားတဲ့နာယုံကလေးတွေမရှိတော့ဘူးလို့သိတာဒီသမထယဥပဒနာရောပြီးဒီကလာရှုလို့သိတာပဲသဘောကျဒါဖြင့်ကျတော့ဒီသမထသီးသမူတည်တာလားတဲ့ဥပဒနာကောင်းဆောင်ထားပြီးသမထနောက်လိုက်ခိုင်းထားတာလားဆိုတာပဲဒီအပြမြင်သဖြင့်လည်းသိကြပါပြီဥပဒနာကောင်းဆောင်ထားရင်သမထနောက်လိုက်ထားအာယုံရှိရတော့ဖြင့်တွဲပြီးလွှတ်လိုက်ဒါကြွယ်ကျင်း납လားကျင်း납တော့ကိုတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးဤမူရင်းအတန်အားအကြည်လင်ဆုံးဖြစ်အောင်ပြန်လည်ပြင်ဆင်ကုလိုပြုထားပါသဖြင့်နေ့စဉ်သင်ဆက်မှုများနှင့်တိုက်ရိုက်ထုတ်လွှင့်မှုများကိုဘလွတ်တန်းနာယူလိုပါက channel ကို subscribe လုပ်ပြီး notification ခေါင်းလောင်းလေးဖွင့်ထားဖို့မမေ့ပါနဲ့နော်